ကျမပြေတဲ့မိဘတွေစီကနေမွေးလာခဲ့ပေမဲ့ IQ 1000လောက်ထိရှိတဲ့ဉာဏ်ကြီးရှင်ကောင်းပါလေရုပ်ရှင်အစမှာအဓိကဇက်ကောင်ဖြစ်တဲ့ B ဆိုတဲ့ကောင်မလေးရုတ်တရက်မိတ်လဲကျသွားလို့စေယုံအမြန်တင်လိုက်ရတာနဲ့စတင်ထားပါတယ်။လုံနဲ့ဆရာဝန်ကြီးတွေသူမကိုစစ်ဆေးစရာရှိတာတွေလာစစ်ဆေးသွားပြီးနောက်မှာတော့သူမဂရေနာကသူမရဲ့ရောက်ရက်ခက်နေတဲ့မိသားစုကိုကျွန်တော်တို့မြင်တွေ့ရမှာပါ။ဒါတွေအလုံးရဲ့အစကိုပြောရမယ်ဆိုရင်တော့ B ရဲ့အကြောင်းကိုပြန်ပြောပြရမှာပဲဖြစ်ပါတယ်။ B ရဲ့မိဘတွေဖြစ်တဲ့ Derek နဲ့ Sharon တို့ဟာအုံနောက်ဖွံ့ဖြိုးမှုချို့ယွင်းနေသူတွေဖြစ်ပါတယ်။အဖေဖြစ်တဲ့ Derek ကအသက်12နှစ်ကလေးကကားတိုက်မှုတစ်ခုဖြစ်ပြီးအုံနောက်ဖွံ့ဖြိုးမှုရပ်တန့်သွားတဲ့သူတစ်ယောက်ဖြစ်ကအမေဖြစ်တဲ့ Sharon ကလည်းအုံနောက်အပြည့်အဝဖွံ့ဖြိုးတဲ့သူတစ်ယောက်မဟုတ်ခဲ့ပါဘူး။အဲဒီလူနှစ်ယောက်ဟာမြင်မြင်ချင်းကြွေသွားခဲ့ပြီးတော့နောက်ဆုံးတော့လက်ထပ်လိုက်ကြတာပါ။အဲ့လိုနဲ့မိဘတွေကအစကသဘောတော့မတူကျင်ကြပေမဲ့လည်းနောက်ဆုံးတော့လက်ခံပေးလိုက်ကြပါတယ်။ Derek ရဲ့အမေဖြစ်သူဟာသူသားတို့လင်မယားကနှစ်ယောက်လုံးဦးချောင်းကြားတွေဖြစ်တဲ့အတွက်ကလေးထိန်ကြောင်းနိုင်မှာမဟုတ်လို့ Sharon သားကြောဖြတ်ထားတဲ့နယ်လို့ပြောပေမဲ့ Sharon ရဲ့အမေကတော့အဲ့ဒီအကြံကိုလက်မခံပါဘူး။တစ်ဖက်မှာ Sharon ရဲ့အဖေဖြစ်သူကလည်းသူ့အနေနဲ့ Sharon ကိုတော့22နှစ်အထိထိန်ကြောင်းလာပြီးပြီဖြစ်လို့နောက်ထပ်တစ်ယောက်ထပ်ပြီးမဆောင်ရှောက်ချင်တော့ဘူးလို့ပြောနေခဲ့ကသူသမီးလင်မယားကအဲ့ဒီဘက်ကိစ္စတွေလည်းသိမှာမဟုတ်ပါဘူးလို့ပြောနေခဲ့ပါတယ်။သူတို့ဟာသူတို့မိဘတွေဘလောက်ပဲညင်းခုန်နေလှုပ်ရှားရှိတာကိုလှုပ်ခဲ့ကြပြီးတော့ဘီကိုမွေးခဲ့တာပါ။အဲ့နောက်မှာတော့ Sharon ရဲ့မိဘတွေဟာသူတို့လင်မယားကိုနေဖို့အိမ်တလုံးငှားပေးထားရပြီးစားဖို့ထောက်ပံ့ရတဲ့အတွက်ပို့ပြီးတာဝန်ကြီးကျက်တဲလာခဲ့ပါတယ်။တစ်ဖက်မှာကလေးကိုဘီလို့နာမည်ပေးတာကတော့ Sharon ကသူ့အကြိုက်ဆုံးကာတွန်းဇာတ်ကောင်ဖြစ်တဲ့ Bambi ကိုကြည့်ပြီးပေးထားတာဖြစ်ပါတယ်။ဒီလိုနဲ့အစမှာတော့ Sharon ရဲ့မိဘတွေဟာသူတို့လင်မယားနဲ့ဘီကိုစောင့်ရှောက်ခဲ့ကြပေမဲ့အချိန်တွေကြာလာတဲ့အခါမှာတော့ Sharon ရဲ့အဖေကသူတယောက်တည်းခေါင်းပေါ်မှာတာဝန်ပြီးလာတဲ့အတွက်ပင်ပန်းနေပြီလို့ဆိုကDerek တို့မိသားစုကိုအိမ်ဆက်မငားပေးနိုင်တော့တဲ့အကြောင်းသူတို့နဲ့အတူတူလိုက်နေခြင်းနေလို့ရတယ်ဆိုတဲ့အကြောင်းပြောလိုက်ပါတယ်။ဒါပေမဲ့ဦးကြောင်ကြားလင်မယားကတော့ကလေးကိုမိဘတွေအိမ်မှာတောင်စိတ်မချလို့ဆိုပြီးတော့သူတို့ဟာသူတို့သားဖ3ယောက် Nevada ကို van car နဲ့ထွက်သွားတော့တယ်။အစကတော့ van car ထဲမှာပဲ3ယောက်သားနေထိုင်ခဲ့ကြပြီးနောက်တော့အိမ်လေးတစ်လုံးဝယ်နိုင်ခဲ့ကြပါတယ်။အဲ့ဒီနောက်ဇဝင်ကဟာပြစ္ဆုတ်ပံကိုပြန်ရောက်လာခဲ့ပြီးလူမှုဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ Mary တယောက် B ရဲ့အခြေအနေကိုစစ်ဆေးဖို့ဆေးရုံကိုရောက်လာက B ရဲ့မိသားစုဝင်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။အဲ့နောက်ဇဝင်က B ရဲ့ငယ်ဘဝကိုပြန်ရောက်သွားခဲ့ပါတယ်။ B ရဲ့ငယ်ဘဝဟာပျော်စရာကောင်းခဲ့ပြီး Sharon နဲ့ Derek ကလည်းသူမအတွက်အလုပ်အရန်စ조사လုပ်ခဲ့ကြပါတယ်။ဒါပေမဲ့သူမ10နှစ်သမီးအရွယ်ရောက်လာတဲ့အခါမှာတော့ Derek တို့သူမအပေါ်တာဝန်တွေပိုကြီးလာခဲ့တယ်။ဒါအပြင် Father ကြီး Derek ကသူ10နှစ်သားတုန်းကကားမောင်းဘသူမှမတင်ပေးခဲ့လို့ဆိုပြီးတော့10နှစ်ပဲရှိသေးတဲ့ B ကိုကားမောင်းတင်ပေးဖို့ပါလုပ်နေခဲ့ပါတယ်။ကောင်မလေးကမတင်ကျင်တော့သမီးလိုချင်တာပေးမယ်ဆိုပြီးတော့မလုံးပေးကတင်ခိုင်းတော့တယ်။အဲဒါကြောင့် B ကခွေးတစ်ကောင်တောင်းလိုက်ပြီးတော့အဲ့ဒီခွေးမလေးကိုဂေါ်စီလာလို့နာမည်ပေးလိုက်ခါအဲ့ဒီခွေးလေးနဲ့တော်တော်ပျော်ရွှင်ခဲ့တယ်။အဲ့နောက်ပိုင်းမှာတော့အရန်ကိုငယ်ရွယ်လှတဲ့ B ဟာအရွယ်နဲ့မမျှတဲ့တာဝန်တွေကိုထမ်းထားခဲ့ရပါတယ်။သူမကိုသူမဂယုဆိုင်ရတဲ့အပြင်ခွေးကိုပြုစုရအုံနောက်ဖွံ့ဖြိုးမှုမရှိတဲ့သူ့အမေကိုတော့မှသူပြန်ဂယုဆိုင်နေရတယ်ဒီလိုနဲ့ကားမောင်းတင်တဲ့တရက်မှာတော့ဘီဟာသူ့ကိုကြောင်းမှာတခြားသူတွေကကြက်မပြေတဲ့မိသားစုလို့ခေါ်တဲ့အကြောင်းဝမ်းနည်းစွာနဲ့ပြောပြခဲ့တယ်။ Derek ကနားလဲစွာပဲသူ့သမီးအပေါ်စိတ်မကောင်းဖြစ်နေခဲ့ပြီးတော့အဲ့ဒါတွေကလူတွေသူတို့အပေါ်မှာတမင်သက်ပုတ်ခတ်တာပါဆိုတဲ့အကြောင်းနဲ့တကယ်တော့သူတို့တွေဟာသူများတွေထက်ညံရည်ပိုပြီးထူးခြားတာလွန်နေတဲ့သူတွေပါလို့သူသမီးကိုနှစ်သိမ့်ပေးခဲ့တယ်။တဲမှာတော့ဘီဟာတကားဖွင့်ထားမိလို့ဂေါ်စီလာလေးထွက်ပြေးသွားခဲ့ကသူမလည်းအမြန်လိုက်ရှာခဲ့ပါတယ်။ဒါပေမဲ့မမီတော့တာကြောင့်သူ့ဖေရဲ့ truck ကားကြီးကိုကိုယ်တိုင်တက်မောင်းခဲ့ကပလက်ဖောင်းတွေဘာတွေဝင်ကျုံပစ်ခဲ့တယ်။အဲ့ဒီဖြစ်ရဲ့အကြောင်းပဲကလေးငယ်စောင့်ရှောက်ရေးဝန်ဆောင်မှုကလူမှုဝန်ထမ်း Mary နဲ့ပထမဆုံးဆုံခဲ့တာဖြစ်ပြီးတော့ B ကသူမခွေးလေးနဲ့သူမမိဘတွေကိုတပြိုင်တည်းသူမဂယုစိုက်နေရတာမလွယ်ကူကြောင်းကိုပြောပြနေခဲ့မိတယ်။အဲ့ဒီဖြစ်ရဲ့အကြောင်းပဲ B ရဲ့ဦးလေးနဲ့အတော်က B ကိုသူတို့စီမှာခဏလောက်ခေါ်ထားလိုက်ရင်ကလေးအတွက်လည်းကောင်းမယ်လို့ Mary နဲ့တိုင်ပင်ကအဲ့ဒီနေ့နွေရာသီခေါ်ထားလိုက်ပါတော့တယ်။တခါမှသူများဂယုစိုက်တာမခံရဘူးတဲ့ B ဟာသူ့လေးရဲ့အိမ်မှာဂယုစိုက်မှုရနေတဲ့အတွက်သူမအဖို့အထူးဆန်းလို့ဖြစ်နေခဲ့ပါတယ်။ဒီလိုနဲ့တရက်မှာတော့ B တယောက်ရေကူးကန်နဲ့ရေနစ်နေလို့ဆင်းကြတဲ့အချိန်သူ့လေးနဲ့အတော်ဟာဒီကလေးမိဘမြတ်တာလိုအပ်နေတယ်ဆိုတာကိုသိလိုက်ရပါတယ်။အဲ့နောက်မှာတော့သူ့လေးနဲ့အတော်ဟာ B ရဲ့ပညာရေးအတွက်ကိုပိုင်ကျောင်းမှာကျောင်းစထားပေးခဲ့ရင်တဖြည်းဖြည်း B ဟာနီယာဆိုတဲ့ကောင်မလေးနဲ့အချစ်ဆုံးတငယ်ချင်းတွေဖြစ်လာခဲ့ကြတယ်။သူမဟာအတန်းထဲမှာစာလဲကောင်းကောင်းလိုက်လို့တယ်လို့အပြေးအဖွဲမှာလဲပါဝင်ထားခဲ့ပါတယ်။ဒါပေမဲ့လည်း B ဟာအမြဲတမ်းအနိုင်ကျင့်ခံနေရတော့ဖြစ်ပြီးအဲ့ထဲမှာကျောင်းမှာနာမည်ကြီးတဲ့ Astrid ဆိုတဲ့ကောင်မလေးကသူ့ကိုအလောင်းပြောင်းဆုံးပဲဖြစ်ပါတယ်။ဒီလိုနဲ့တရက်မှာတော့ B နေငင်းထမင်းစားနေတဲ့အချိန် Ethan ဆိုတဲ့ကောင်လေးရောက်လာပြီး B ပိုင်ကိုအချိန်လုံးကအိမ်ငိုက်နေတာတွေ့လို့မှတ်စုရေးပေးတာလို့ဆိုက B ကိုသူရေးပေးထားတဲ့မှတ်စုလေးလာပေးခဲ့ပါတယ်။သူပြန်သွားတော့နီရာကအဲ့ကောင်လေးကနင်းကိုကြိုက်နေတာဖြစ်ရမယ်လို့စညှော်ပါတော့တယ်။တစ်ဆက်တည်း Ethan အကြောင်းသူသိတဲ့လောက်ပြောပြနေပြီးတော့ Ethan ကကင်ဆာကနေပြန်ကောင်းလာတဲ့ပတ်စံရှိတဲ့သားသမီးဖြစ်တဲ့အကြောင်းမှပြောပြခဲ့တယ်။အဲ့နောက်ပိုင်းမှာတော့ B ဟာ Ethan နဲ့တွဲပြစ်သွားပြီးတော့စာမေးပွဲမှာလည်း A အဆင့်ရခဲ့တယ်။ဒါပေမဲ့သူမဟာမိဘတွေအတွက်အမြဲတမ်းစိုးရိမ်နေပြီးသူတို့ဘာသာဂီယူဆိုင်နိုင်ပါမလားလို့အမြဲတမ်းတွေးပူနေတော့မှာပဲ။
ဒီလိုနဲ့သူမစီနီယာကျောင်းသူဖြစ်လာတဲ့နှစ်မှာတော့သူမရဲ့လမ်းညွန်အကြံပေးပုဂ္ဂိုလ် Mr. Vasquez ကသူမကိုတက္ကသိုလ်လျှောက်ဖို့တိုက်တွန်းခဲ့ပါတယ်။သူမကအမှတ်လဲကောင်းပြီးတော့တခြားပြင်ပစွမ်းရည်တွေမှာထူးချွန်တော့တက္ကသိုလ်တွေလိုက်လျှောက်ကြည့်ဖို့ပြောနေခဲ့တယ်။ဘီဟာပညာသင်စုပါရနိုင်ပေမဲ့သူမဟာသူမမိဘတွေကိုထားခဲ့ရမှာကိုစိတ်မချဖြစ်နေခဲ့တယ်။သူမိဘတွေရဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာတွေကသူ့အပေါ်မှာပဲမိခိုနေပြီးသူမရှိရင်သူမိဘတွေအဆင်ပြေမှာမဟုတ်ဘူးလို့တွေးနေခဲ့မိတယ်။တစ်ဖက်မှာလည်း Mr. Vasquez ကမင်းဘကိုစိတ်ဝင်အစားဆုံးလဲလို့မေးလာတဲ့အခါမှာတော့ဘီကသူမဟာစัจ java ဝလာနဲ့ဆိုင်တဲ့နဂထဗေဒကိုစိတ်ဝင်စားတဲ့အကြောင်းပြန်ပြောပြခဲ့တယ်။ Mr. Vasquez လည်းအချိန်ဆွဲမနေပဲဒါဆိုမင်းကြိုင်းနဲ့ကန့်ညီတဲ့ UCLA တက္ကသိုလ်ကနဂထဗေဒ program ကိုတက်ပါလားလို့ပြောလိုက်တယ်။အိမ်ပြောင်းတော့ဘီဟာသူမကိုယ်တိုင်လည်း UCLA တက္ကသိုလ်တက်ချင်နေတဲ့အတွက်အဲ့တက္ကသိုလ်ကိုရှောက်လွှာတင်ဖို့ဆုံးဖြတ်လိုက်တော့တယ်။အဲ့နောက်ပိုင်းမှာတော့ဘီဟာအီသန်နဲ့ပိုဒိတ်ဖြစ်လာပြီးတော့ကျောင်းနှုတ်ဆက်ပွဲညပါတီကိုလာမယ်လို့သဘောတူလိုက်တော့တယ်။အဲ့ဒီကိစ္စကြောင့်ပဲသူမနဲ့နီရာတို့ရဲ့ဆက်ဆံရေးကအေးဆက်သွားခဲ့ပါတယ်။ဒါပေမဲ့အီသန်နဲ့ပဲရှေ့ဆက်ဖြစ်နေခဲ့ပြီးတော့တယောက်နဲ့တယောက်နားလည်မှုတွေနဲ့ခုံမင်နေခဲ့ကြပါတယ်။တရက်မှဆိုရင်သူမကိုထုံးစံအတိုင်းအဲစရီကလှောင်ပြောင်နေတဲ့အချိန်မှာဘီကအရင်လိုငြိမ်ခံမနေပဲပြန်တုံ့ပြန်ခဲ့ပြီးတော့ဘဲဘဲလေးအီတန်နဲ့ပါလူတွေရှေ့မှာအနမ်းတွေပေးပြလိုက်ပါတယ်။ဘီဟာသူမရဲ့အချိန်အများစုကိုကျောင်းပြင်ပမှာအလုပ်လုပ်ရင်းကုံဆုံးစေပြီးတော့သူမိဘတွေကိုထောက်ပံ့ဖို့ရဲ့ပါတီညာအတွက်ဝတ်စုံဝယ်ဖို့ရဲ့သူ့ရဲ့အိမ်မက်ဖြစ်တဲ့ Disneyland ကိုသွားလည်ဖို့အတွက်ပါပတ်စံစုနေခဲ့ပါတယ်။ပတ်စံတချို့ရတဲ့အချိန်မှာတော့သူမတင်ငယ်ချင်းနီရာနဲ့အတူကာပွဲညာအတွက်ဝတ်စုံသွားဝယ်ကြပါတယ်။နီရာကအခုနောက်ပိုင်းဘီသူမနဲ့အချိန်မကုန်တော့လို့စိတ်ဆိုးနေတဲ့အတွက်နှစ်ယောက်သားစကားများကြပြီးတော့နီရာပြန်သွားခဲ့တယ်။အဲ့ဒီချိန်တစ်ဖက်မှာလည်းဘီရဲ့အမေဟာသူ့အကြိုက်ဆုံးတရားလုံးကုံသွားလို့ဆိုပြီးတော့အဖေမပါပဲတယောက်တည်းစတိုးဆိုင်ကိုသွားနေခဲ့ပါတယ်။အဲ့နောက်လမ်းမှာတွေ့တဲ့ခြာတိတ်တစ်ဖွဲ့ကမူရဲ့စတီရီကိုတရားလုံးဆိုပြီးတော့ရှရွန်ကိုရောင်းနေတော့ရှရွန်လည်းမသိဘဲနဲ့ဝယ်လိုက်မိတယ်။အဲ့ဒီနောက်ရဲတွေရောက်လာပြီးတော့ရှရွန်ရဲ့လက်မှာမူရဲ့စေတွေ့လို့ဆိုပြီးတော့ဖမ်းလိုက်ပါတယ်။ဒီလိုနဲ့ Derek ပါရောက်ချလာပြီးတော့ရဲတွေကိုနပူနစာသွားလုံနေလို့သူပါရောပြီးအဖမ်းခံလိုက်ရပါတယ်။တစ်ဖက်မှာတော့ဘီဟာအင်ကြီးတွေစမ်းဝစ်ကြည့်နေတဲ့အချိန်ရဲစကန်ကဖုန်းဆက်လာပြီးတော့အကျိုးအကြောင်းပြောပြချိန်မှာသူမလည်းချက်ချင်းလိုက်သွားခဲ့ရပါတယ်။နောက်တော့သူမစုထားတဲ့ပတ်စံတွေကိုတုံးလိုက်ရပြီးတော့သူမိဘတွေကိုအာမခံနဲ့ပြန်ထုတ်လာခဲ့ရတယ်။အိမ်ရောက်တော့ပောက်ကွဲနေတဲ့ဘီဟာဘယ်မိဘကမှသားသမီးတွေစုထားတဲ့ပတ်စံကိုအလဟတ်သက်အဖြစ်ခံမှာမဟုတ်ဘူးလို့အော်ဟစ်နေခဲ့တယ်။ဒါအပြင်သူ့အဖေအလုတ်ပြုတ်သွားခဲ့တာတလားရှိပြီဖြစ်ကြောင်းနဲ့သူ့အမေကလည်းအဲ့ဒီကလေးကစေကံမပြပြတော့တဲ့အကြောင်းမှကြားလိုက်ရတော့ပိုပြီးဒေါသဖြစ်နေခဲ့တယ်။ဒရက်ကသူမိမကအုံနောက်ချုပ်ရင်းတာမဟုတ်ဘူးထူကြတာပါလို့ပြောလာတဲ့အချိန်မှာတော့ဘီကပိုလို့ဒေါသထွက်သွားပြီးတော့အမေကတကယ်တော့ကြက်မပြည့်တဲ့သူပဲထူကြတယ်ဆိုတာရှောက်ပြောနေတာလို့သူကပြောလိုက်တယ်။တီးမခံနိုင်တော့တဲ့ဒရက်ဟာဘီကိုပရိုက်လိုက်တော့တယ်။နောက်တစ်နေ့မှာတော့ဘီဟာ Mr. Vasquez စီသွားပြီးတော့သူမိဘတွေကသူမရှိရင်ဖြစ်မှာမဟုတ်လို့သူဘာတက်ကတုံမှမလျှောက်တော့ဘူးလို့မျက်ရည်ဝဲဝဲနဲ့ပြောရင်းနဲ့ထွက်လာခဲ့ပါတယ်။နောက်တော့အတန်းပြေးပြီးတော့စိတ်ပြေလက်ပြောက်အီတန်အိမ်မှာကစားခဲ့ကြပါတယ်။ကစားပြီးချိန်မှာအီတန်ကနေမိဘတွေကနင်ဒီအရွယ်ထိရအောင်တော့မှသူတို့ဟာသူတို့အဆင်ပြေအောင်နေခဲ့သေးတာပဲ။တက်ကတုံသွားတက်ရင်လည်းသူတို့ဘာသူတို့အဆင်ပြေမှာပါလို့ပြောပြလိုက်တယ်။ဘီကတော့လက်မခံမဲနဲ့အီတန်ကိုတော့မှနင်ရဲ့ကင်ဆာရောဂါပြန်ခံစားလာရင်တော့ငါဂယုစိုက်တာကိုနင်လိုအောင်မှာပဲလို့ပြန်ပြောလိုက်ပါတယ်။ဒီစကားကိုကြားလိုက်ရချိန်မှာအီတန်ကဒေါသထွက်သွားပြီးတော့သူမကိုဖျက်လိုက်တော့တယ်။ဘဲနဲ့ပြတ်သွားမှဘီဟာနီရာစီကိုသွားပြီးတော့ပြေးလေအောင်ပြန်ချောလိုက်တယ်။အဲ့နောက်ပြန်အဆင်ပြေသွားပေမဲ့အဲ့ဒီညမှာတော့နီရာကကျောင်းပါတီပွဲကိုသွားဖို့ရှိနေတာကြောင့်သူမဘာသာပဲအိမ်ကိုပြန်လာခဲ့တယ်။အိမ်ရောက်ချိန်မှာသူမဘွားရဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့အဆုံးဖြတ်ရင်းနဲ့သူမလုံနိုင်တဲ့ကျောင်းကန်ဆန်းမဲ့ကတ်တွေကိုရောင်းမယ်လို့ဆုံးဖြတ်ချက်ချလိုက်တော့တယ်။ဘာလို့လဲဆိုတော့အဲ့ဒီကနေမှ Las Vegas ခီးစဉ်ကိုမဲပေါက်တယ်ဆိုရင် Disneyland ကိုသူမသွားနိုင်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ဖြစ်ပါတယ်။အဲ့လိုနဲ့အထီးကျန်တဲ့ခန်းစားချက်တွေနဲ့ဘီယာမူးအောင်တောက်ပြီးလမ်းမပေါ်မှာကန်ဆယ်မဲ့လက်မှတ်တွေလိုက်ရောက်နေခဲ့ပါတယ်။အဲ့ဒီနောက်သူတို့ရဲ့အကြောင်းကစီနီယာဖြစ်တဲ့အန်ဒီနဲ့တွေ့ပြီးတော့အန်ဒီကသူတို့နဲ့ကားအတူတူလိုက်စီးဖို့ပြောလာတော့မူးနေတဲ့ဘီလည်းလိုက်သွားခဲ့ပါတယ်။အဲ့ဒီနောက်ကားပေါ်ရောက်ချိန်မှာတဖြည်းဖြည်းမူးနေတဲ့ဘီကိုအန်ဒီကဖြီကဘားရီကဘားလှုပ်လာခဲ့တယ်။ဘီလည်းအတိနဲ့ရှိနေသေးတဲ့အတွက်ကားပေါ်ကဆင်းတော့မယ်လို့ဆိုကားရက်ခိုင်းလိုက်တယ်။ဒါပေမဲ့ကားမောင်းတဲ့အန်ဒီရဲ့တင်ငယ်ချင်းကမရက်ပေးပါဘူး။နောက်ဆုံးဘီကခုံချလိုက်ဖို့လောက်တော့မှပဲရက်ပေးလိုက်ကြပါတယ်။ဒါပေမဲ့ဘီကထွက်ပြေးဖို့လုပ်တဲ့အချိန်မှာအန်ဒီကိုဆွဲလာရန်လာလှုပ်ပြီးတော့ကားထဲပြောင်းဝင်ဖို့တောင်းပန်နေခဲ့တယ်။အဲ့လိုမျိုးရုံးရင်းဆန်ခတ်ဖြစ်ရင်ကနေဘီဟာနောက်ပြန်လဲကျသွားပြီးတော့ကျမ်းမြင်တဲ့ခေါင်းနဲ့ဆောင်းကတတိမေ့သွားတော့တယ်။အဲ့ဒီခါကျမှအန်ဒီတို့လည်းကြောက်လန့်ပြီးတော့သူမကိုဆေးရုံရှေ့မှာချထားခဲ့ကသူတို့ကတော့အမြန်ပြေးထွက်သွားတော့တယ်။နောက်တဲ့ဆုံးဝင်ကမှာတော့ဘီဟာဆေးရုံပေါ်မှာတတိပြန်ရလာခဲ့ပြီးသူမိဘတွေနဲ့မိသားစုဟာလည်းဘီကိုချစ်တဲ့အကြောင်းတွေပြောပြီးတော့ဂယူးဆိုင်ပေးနေခဲ့ပါတယ်။နောက်တော့လူမှုဝန်ထမ်းဖြစ်သူမယ်ရီရောက်လာတော့ဘီကသူမရဲ့မိသားစုကအယူဆုံးပဲမလားလို့မေးလိုက်ပါတယ်။မယ်ရီကဒီမိသားစုတစ်ခုတည်းမဟုတ်ပါဘူးလို့ပြန်ဖြေလိုက်တယ်။ခဏကြာမှတော့အီတန်လည်းသူမစီကိုလာတောင်းပန်ခဲ့ပြီးတော့သူတို့နှစ်ယောက်လည်းပြန်အဆင်ပြေသွားခဲ့ပါတယ်။အဲနောက်ပိုင်းမှာဘီဟာဆေးရုံကဆင်းလာပြီးသူ
သူမရဲ့အထက်တန်းကျောင်းနောက်ဆုံးနှစ်ကိုနီရာတို့အီတန်တို့နဲ့အတူတူအောင်ခဲ့ပါတယ်အစကတော့ UCLA တက်ဖို့ကိုတုံဆိုင်နေခဲ့တဲ့ဘီဟာနောက်တော့သူမအဖေနဲ့တိုင်ပင်ခဲ့ပါတယ်သူ့အဖေကလည်းတခြားမိဘတွေလိုပဲသူမရဲ့ဘဝခီးကိုရှေ့ဆက်တာပဲလိုချင်ခဲ့တယ်ဒါကြောင့် UCLA တက်သူကိုဝင်လျှောက်ခဲ့ပြီးတော့နောက်ဆုံးမှာတော့ဝင်ခွင့်ရခဲ့တယ်အဲနောက်မှာတော့ဘီရဲ့အထက်တန်းပြီးဆုံးလို့ပွဲယူတဲ့နေ့မှာတော့တမိသားစုလုံးဂုံပြူဖို့ရောက်လာခဲ့ကြပြီးနောက်ဆုံးဇက်ဝင်ကမ်းမှာတော့ဘီကိုမိဘတွေကကြောင်းလိုက်ပို့နေတဲ့မြင်ကွင်းကိုမြင်ခဲ့ရပါတယ်ဒယ်ရစ်ကတော့တက္ကစီမောင်းတဲ့အလုပ်ကိုလောက်ကင်နေပြီဖြစ်ပြီးမိန်းမဖြစ်သူရှယ်ရွန်လည်းအနားမှာအမြဲတမ်းပါကာသူ့ရဲ့သမီးလေးပြီး UCLA တက်ရတော့မှနဲ့ပတ်သက်တဲ့သင်းကိုအော်ဟစ်ဆုံနေခဲ့ပါတယ်။ခေါင်းမှာလည်း UCLA ကျောင်းတစ်စိပ်ပါတဲ့အုတ်ထုပ်လေးစောင်းထားပြီးတော့ကားပေါ်တက်လာတဲ့ခီးဒယ်ရစ်ကိုတောင်ကြွားလိုက်ရင်လည်းဇလန်လေးလည်းပြီးဆုံးသွားခဲ့ပါတော့တယ်ခင်ဗျာ။ဇော်နီနာဆင်ပေးမှုအတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်။